တခင်ယေရှုခရစ်နဲ့ခမဲတော်ဘုရားသခင်ထံတော်ကဂျေဇုတော်နဲ့ငြိမ်သက်ခြင်းဒီတင်တို့၌ရှိပါစေတော့ဒီနေ့တော့နားမလဲတော့လဲနားထောင်ပါဆိုနှုတ်ကပတ်တရားတည်တာအဖြစ်ခွန်အားယူကြပါစို့ဆိုတော့မိတ်ဆွေတခါတလေမှာကျွန်တော်တို့ရဲ့ဘဝအတ္တထဲမှာကျွန်တော်တို့တဘောမပေါက်နိုင်တဲ့အရာကျွန်တော်တို့လက်မခံနိုင်တဲ့အရာကျွန်တော်တို့နားမလဲနိုင်တဲ့အရာကျွန်တော်တို့မျောလင့်ထားတယ်လို့ဖြစ်မလာတဲ့အရာတွေကျွန်တော်တို့အတ္တထဲမှာအရောက်ချင်းစီတိုင်းမှာရှိပါလိမ့်မယ်ဆိုတော့တမန်ကျမ်းစာထဲမှာလည်းပုဂ္ဂိုလ်တယောက်ရှိပါတယ်အဲ့ဒီလူကတော့ဓမ္မညာဆွေစတုထဆောင်အခန်းကြီး9ထဲမှာပါတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဘိုလ်ချုပ်ကြီးနေမန်ဖြစ်တယ်ဆိုတော့ဘိုလ်ချုပ်ကြီးနေမန်အကြောင်းကိုကျွန်တော်ကြည့်တဲ့အခါမှာဘာတွေ့ရတယ်လဲဆိုရင်ဘိုလ်ချုပ်ကြီးနေမန်စီမှာတနေ့မှာတော့သူမျောလင့်မထားတဲ့အရာသူမထင်ထားတဲ့အရာတစ်ခုသူ့မှာဖြစ်လာတယ်နူနာယောဂသူ့ထဲမှာဖြစ်လာတယ်သူဟာအဲ့ဒီနူနာယောဂကနေသူကျမ်းမာခြင်းနဲ့သူအဲ့ဒီယောဂကနေပျောက်ကင်းခြင်းနဲ့သူဘယ်လိုလုပ်ရမလဲလို့စဉ်းစားနေတဲ့အချိန်မှာအဲ့ဒီအချိန်မှာဘာဖြစ်လာတယ်လဲဆိုရင်သူ့အိမ်မှာအလုပ်လုပ်ဖို့ခေါ်ထားတဲ့တုံပန်ကလေးမကလည်းတစ်ဆင့်ဖယားရဲ့လူအဲ့ဒီရှဲဆိုတာရှိတယ်အဲ့ဒီဖယားရဲ့လူအဲ့ဒီရှဲစီကိုတွားရင်တော့အဲ့ဒီအနာတဲ့ကနေကြောက်နိုင်မယ်သူကုပေးနိုင်တယ်လို့အဲ့ဒီကလေးမကနေတစ်ဆင့်သူကြားခဲ့ရတယ်ဒါနဲ့အဲ့ဒီရှဲစီကိုတွားခဲ့တယ်ဒါပေမဲ့သူမျောလင့်ထားတယ်လို့ဖြစ်မလာပါဘူးသူထင်တာကတော့အဲ့ဒီရှဲကသူရောက်လာတဲ့အခါမှာသူ့ကိုထွက်ပြီးခီးဥကြိုပြုတ်မှကောင်းကောင်းမွန်မွန်သူ့ကိုကြိုဆိုပြီးမှသူ့ရဲ့ဖြစ်နေတဲ့အနာရောဂါကိုကောင်းကောင်းမွန်မွန်လေးကုသပေးမယ်လို့ထင်ခဲ့တယ်ဒါပေမဲ့သူထင်ထားတယ်လို့မဖြစ်ခဲ့ဘူးသူမျောလင့်ထားတယ်လို့မဖြစ်ခဲ့ဘူးအဲ့ဒီရှဲကဘာလုပ်ခဲ့တယ်လဲဆိုရင်ဓမ္မရာဆိုရင်စတုထစာအခန်းကြီး9ပိုက်ငယ်30ထဲမှာအဲ့ဒီရှဲကတင်ဒီတွား၍ယော်ဒန်မြစ်နဲ့ခုနှစ်ကြိမ်တိုင်အောင်ရေချိုးလို့အသားပြောင်း၍တန့်ရှင်းလိမ့်မည်ဟုလူကိုစေလွတ်၍ပြောစီအဲ့ဒီရှဲကထွက်တောင်ထွက်မလာဘဲနဲ့သူ့ရဲ့လူကိုပဲသူစေလွတ်ပြီးမှသူ့ရဲ့စကားကိုတဆင့်တွားပြောခိုင်းလိုက်တယ်အဲ့ဒီအချိန်မှာဗိုလ်ချုပ်ကြီးနေမန်ကသူလက်မခံနိုင်ဘူးသူအင်မတန်မှဒေါသထွက်တယ်သူ့လူကိုအဲ့လိုဆက်ဆံရသလားဆိုတဲ့စိတ်နဲ့သူအင်မတန်မှဒေါသထွက်တယ်ဒါကြောင့်အဲ့ဒီယော်ဒန်မြစ်ကိုလည်းမတွားတော့ဘူးရေတွားမချိုးဘူးစသဖြင့်သူဒေါသထွက်ပြီးမှသူပြန်ဖို့လုပ်တဲ့အခါမှာသူ့ရဲ့လက်အောက်ငယ်သားတွေကပြန်ပြီးမှသူ့ကိုဒီအထိရောက်လာပြီပဲဖျားလူရဲ့စကားကိုနားထောင်လိုက်ရအောင်ဆိုနားထောင်လိုက်ပါဆိုပြန်ပြီးတိုက်တွန်းတဲ့အခါမှာအခန်းကြီး9အပိုက်ငယ်14ဓမ္မရာဆိုစတုထဆောင်အဲ့ဒီထဲမှာဘာဖြစ်လာတယ်လဲဆိုရင်နေမန်ဒီတွား၍တဲ့ဖျားသခင်လူစီရင်ဒီအတိုင်းယော်ဒန်မြစ်၌ကိုခုနှစ်ကြိမ်နှစ်တပြည့်သူ၏အတားသည်သူငယ်ရသားကလို့ပြောင်းလဲ၍တန့်ရှင်းခြင်းတို့ရောက်၏တကယ်ပဲဖျားလူရဲ့စကားကိုသူနားထောင်ပြီးမှပြန်ပြီးအဲ့ဒီယော်ဒန်မြစ်ကိုတွားပြီးခုနှစ်ကြိမ်သူအမရေကမှနှစ်ပြီးမှရေချိုးတဲ့အခါမှာခုနှစ်ကြိမ်မြောက်တဲ့အချိန်မှာသူရဲ့အသားဟာပြောင်းလဲသွားတယ်သူငယ်ရဲ့အသားကဲ့သို့လို့ပြောပါတယ်တမန်ကျမ်းစာကသူငယ်ရဲ့အသားကဲ့သို့ပြောင်း၍တန့်ရှင်းခြင်းတို့ရောက်၏သူဖြစ်ခြင်းတဲ့အရာဖြစ်လာခဲ့တယ်ဆိုတော့ဒီနေရာမှာနေမဟာဖျားလူရဲ့စကားကိုနားမထောင်ဘူးဆိုရင်သူအဲ့ဒီအနာကနေပျောက်မှာမဟုတ်ဘူးသူလက်မခံနိုင်ဘူးသူဒေါသဖြစ်တယ်သူနားမလည်နိုင်ဘူးဒါပေမဲ့အဲ့ဒီဖျားလူရဲ့စကားကိုနားထောင်လိုက်တဲ့အခါမှာအနာရောဂါပျောက်ကင်းခြင်းကိုသူခံစားရတယ်ဒီကနေ့ကျွန်တော်ရဲ့ဘဝအတ္တထဲမှာလေတခါတလေမှာတင်မျောလင့်ထားတဲ့အရာတင်စဉ်းစားထားတဲ့အရာနဲ့တင်ထဲမှာဖြစ်လာတဲ့အရာတင်ထင်ထားတဲ့အရာနဲ့တင်ထဲမှာဖြစ်လာတဲ့အရာကတခါတလေမှာတင်လက်မခံနိုင်တဲ့အရာတွေတင်နားမလည်နိုင်တဲ့အဖြစ်အပျက်မျိုးတွေအများကြီးကျွန်တော်ထဲမှာရှိလာနိုင်ပါတယ်ဒါပေမဲ့ချစ်တော်မိတ်ဆွေခွန်အားပေးခြင်းပါတယ်တင်နားမလည်နိုင်ပေမဲ့တင်တဘောမပေါက်ပေမဲ့တကယ်ဖျားရဲ့စကားမှန်တယ်ဆိုရင်တင်နားထောင်လိုက်ပါနားမလည်တော့လဲတင်နားထောင်လိုက်ပါတင်နားထောင်လိုက်တဲ့အခါမှာတင်ဘဝမှာဘုရားခင်တာမှာအော်ဘုရားကောင်းချီးမင်္ဂလာများအော်ဘုရားအောင်မြင်ခြင်းများကိုဧကမှခံစားရမှာဖြစ်တယ်အရေးကြီးတာကကျွန်တော်တို့ရဲ့အတ္တထဲမှာထိုဘုရားရဲ့စကားကိုနားထောင်ဖို့ကအရေးကြီးပါတယ်
တင်နားမလဲပေမဲ့နားထောင်လိုက်ပါဒီနေ့ဖခင်ကတင်းကိုချစ်ပါလို့ပြောလိုက်ရင်မေတ္တာရှိပါလို့ပြောရင်ယန်သူကိုချစ်ပါလို့ပြောရင်တင်နားမလဲနိုင်လက်မခံနိုင်ပေမဲ့ဒီယန်သူကိုချစ်လိုက်ပါဖခင်စကားကတင်းကိုချစ်ဖို့ပြောတဲ့အခါမှာတင်ချစ်လိုက်ပါမေတ္တာပေးဖို့ပြောတဲ့အခါမှာမေတ္တာပေးလိုက်ပါဒါကြောင့်နားမလဲတော့လေဖခင်ရဲ့စကားမှန်တယ်ဆိုရင်နားထောင်လိုက်ပါတင်းရဲ့ဘဝအတ္တထဲမှာအခြေအနေမဖြစ်ဘဲနဲ့အောင်မြင်ခြင်းကိုခံစားရမှာဖြစ်တယ်ဆိုတဲ့အရာကိုနှုတ်ပတ်တော်အပြင်ဝေငှခွန်အားပေးလိုက်ပါတယ်ညီကိုတို့၌ညီသက်ခြင်းရှိပါစေတော့ခင်မဲတော်ဘုရားသခင်နှင့်သခင်ယေရှုခရစ်ပေးတော်မူသောယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာရှိပါစေတော့အာမင်